မင်္ဂလာပါကျွန်တော်နာမည်စတိုပါဟဲရမှာကျွန်တော်ဒီနေ့မှာတော့မကြည်ပွဲနေမှာဖြစ်ပါတယ်ကျွန်တော်ဟိုဘက်နေတော့ငရဲပြီးသွားပြီးတော့ပစ်ကလီနီနဲ့သွားရှာခဲ့ပါတယ်ပစ်ကလီနီကိုကျွန်တော်ရှားပြန်မှာအန်ရှမ်မတ်ပန်ဒီကုန်သွားပါတယ်ဒီမှာကျွန်တော်အန်ရှမ်မတ်ပန်ဒီ20တန်းယူလာပါတယ်သူတို့ကိုကျွန်တော်ဒီနေ့မှာတော့တုတ်တင်သွားမှာခဏခဏနေပါဦးကျွန်တော်ရဲ့အကောက်ကို subscribe နဲ့ follow လေးမလုပ်ရသေးရင်လုပ်ခဲ့ပြီပါကျွန်တော်နောက်ပြီးတော့ကျွန်တော်ရဲ့ကောင်ကို like လေး view လေးတက်ရှင်တော့ကျွန်တော်ဒီနေ့မှာတော့စောပြရတော့မယ်စတင်လိုက်ရအောင်ဒီစရကြအောင်ပထမကျွန်တော်ဒီကောင်ကိုဝယ်တတ်မယ်မတက်ခင်ကျဒါအချစ်မပန်းလေးစားလိုက်အောင်ဟိုတက်ဖို့အတွက်တူကြီးလို့ဖြစ်နေတာအဲ့ကောင်ကျိုးရိုးရလန်းတက်လိုက်တယ်ဒီမှာဝတ်သားတော့ရလိုက်ကျိုးအောက်လေးခဏဆင်းလိုက်မယ်အောက်ဆင်းပြီးဟိုပကလီနေစမ်းဒီပကလီရကျွန်တော်နဲ့ရန်ရိုးတိုက်မကြည့်ဘူးဒါအဲ့ကောင်နေကျုပ်တက်မှာကြည့်တာကျွန်တော်မနေ့ကကူညီခဲ့တာတွေ့ပြီမင်းတို့ကဒီမှာဟိုဟိအောင်နေလာစမ်းကွာလာစမ်းရောင်နေလာစမ်းကြောက်ချက်ကြီးโอเคအဲ့ကောင်နေတက်ပြီးကျုပ်မကြည့်ဘူးနဲ့မှာဆိုဒီရောက်ွက်မှာရှိရကောင်တွေကတော့ကျုပ်တက်မှာကျောင်းဂုံးတက်လေးပေါ့စတင်တက်လိုက်ရအောင်ဂုံးတက်လေးပေါ့တက်နေမယ်ဂုံးတက်လေးပေါ့တော့တက်ရေးထဲမှာကွာဂုံးတက်လေးပေါ့ဂုံးတက်ပေါ်ရောက်ပြီဂုံးတက်ပေါ်ရောက်ရင်ပထမရှာမှာတက်မဲ့ကောင်ကျွန်တော်ဒီနိုင်မှာဗာလေးနဲ့တူအောင်ဆိုတက်ပင်လေးအတွက်တိလေးဗာလေးဝင်ခေါ်တော့ဒီတက်တွေနဲ့ဟိုကောင်ကျွန်တော်တက်မှာကြည့်ဒီတက်ကကျွန်တော်ဘာအတွက်ရေးကြည့်လဲဆိုရင်ကျွန်တော်တက်တော့မယ်ပြောင်းမရှိတယ်မှမရှိဘူးโอเคဒီကောင်မှမရှိဘူးပြကျွန်တော်မြန်ကြောက်လို့မထွက်လာနေမှာပေါ့ကျွန်တော်ကြောက်လို့မလာလေဖြစ်နိုင်ပါတယ်ဝေးကျွန်တော်အဲ့ကောင်ကိုလိုက်ရှာမယ်တို့ရရကျွန်တော်မညောင်းဘူးခုတ်မှာကောမထဲမှာဘာနဲ့သွားရှာပြတော့ကျွန်တော်ရေးကြလိုက်ရတယ်โอเคကျွန်တော်သွားပြီခုတ်ဒီစားလူတော့နဲတယ်ဗျအော်ဒီမှာတကောင်တိတ်အဲ့လိုခုတ်ပြီးလိုက်ကျွန်တော်အဲ့ကောင်ခုတ်ပြီးပြီနောက်တစ်ကောင်တွေ့သားမှာဒီနောက်လေးကဒါပြန်လာပြီးကျဲတာဆိုသူမရှိဘူးဗျကျွန်တော်လိုက်ရှာတယ်တော့မှမတွေ့ဘူးကျွန်တော်လိုက်ရှာတယ်တွေ့တယ်မတွေ့ဘူးဒါပေမဲ့ကျွန်တော်အားမလျှော့ပြကျွန်တော်လိုက်ရှာနေတယ်ကျွန်တော်ဒီဘောတက်ပြီးရှာမယ်ဒီဘက်တော့ရောက်လာဒီဘက်မှာရှိတော့တယ်ဟိုနေတော့အကောင်တွေပေါ်တယ်ဗျဒီနေ့ကျတော့အကောင်နဲ့တိတ်မပေါ်ဒီနေ့ရောက်နေအောင်ဒီပါကောင်းမှမရှိဘူးကျတော့လေဗျာမကြည့်ပွဲရနိုင်ပေါ့အိုးဒီချက်ထဲမှာမကြည့်တယ်မသိဘူးကျွန်တော်ဒီဘယ်လိုသွားအောင်ကောင်းမလဲကျွန်တော်ကိုယ်အတဲ့ဆိုင်စားပြီးတော့အဲ့အောက်ကိုသွားအမေကျွန်တော်မှာတက်သားရှိတယ်ဒီတက်ကိုဒီတိုင်းထားလိုက်ပြီးတော့ကျွန်တော်သွားမယ်ဒီအဲ့တက်သားကိုကျုပ်ဒီလိုမယ်အဲ့တော့ဒီပြန်ပြနေကျတော့ကျွန်တော်အဲ့ဒါရအဖေးဟုတ်တယ်သွားလိုက်ကြကျွန်တော်ဘာမှမလုပ်တာ
နော်ပကလေးနေဗျကျွန်တော်လောနေပြီကျွန်တော်တိုင်းပဲတော့မယ်ရပြီကျွန်တော်မယူအေးစေးကျွန်တော်တမ်းမိတော့မယ်ပြီကျွန်တော်သွားမှာရပါပြီအဲ့ကောင်ကြီးဒီအဝေးရလမ်းတော့ဗျကျွန်တော်အဝေးရလမ်းတော့နော်အဲ့ကောင်ကြီးမကြည့်ဝန်းနေရတကယ်ပဲအဲ့ကောင်ကအခုမှရောက်လာကြိုးကြကုန်ပြီအဲ့ကောင်ကြီးကြုတ်ထက်သွားခြင်းနဲ့များအဲ့ကောင်ကြီးကျွန်တော်တို့ဝေးကင်းနဲ့လာလို့ကျွန်တော်တို့ပြန်ကြည့်ပေးလိုက်တော့စားလဲ哦ဒီကွာပါမကြည့်မွေးရအဲ့ကောင်တွေပါအဲ့ကောင်တွေအဓိကကျွန်တော်မနေဟုတ်မနေတက်သွားကျွန်တော်ရရတော့မယ်ဒီတည်းကအန်ချက်တမနေရစီယူမယ်ဒီပြန်ကုန်လာတော့မယ်โอเคဒီအဲ့ဒါဆိုရင်ကျွန်တော်ဘာဆက်တော့မလဲဒီချိန်မှာကျွန်တော်ဖြတ်မယ်ဖြတ်ပြီးအတွင်းထဲမှာရှိတဲ့ကောင်လေးတုပ်ပြီးတော့ဒီအတွင်းထဲပစ္စည်းယူပြီးကျွန်တော်ဒီအတွင်းထဲကိုဝင်လို့မရသေးဘူးကျွန်တော်ကလုံလောက်ဟိုမရှိဘူးအကျိုးဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်စဉ်းစားရတခုရှိအဲ့ဒါကစဉ်းစားရတာတော့အကြာကြီးပြရမှာလေပြီးတော့ကျွန်တော်အကုန်လုံးမီးရလို့မယ်ဒါကျွန်တော်ဒီတုံးပြပြီးတော့ကြော်ရောက်ပါပြီဒီနေ့ဒီတုံးလေးဖြတ်လိုက်ပါမယ်ဒီကျွန်တော်တော့ရောက်ပါဒီနေ့မှာတော့မီးရနေချိန်ထားရဒီဘက်ကိုဆက်သွားရင်ရှက်လည်းမရှိဘူးဆိုရင်လည်းကြရတယ်ဟိုဒါနဲ့ဟိုမှာတက်သားခုတ်လိုက်ရတယ်ဗျာကျွန်တော်အခုကြီးကျွန်တော်ဗျာဒီတစ်တွေခုတ်ပြီးရင်ကျွန်တော်အိုက်ကောင်တွေထပ်ချမယ်ထပ်တော့မယ်ဗျာဒီတစ်ကိုကျွန်တော်ခုတ်ဒီခုတ်ပြီးရင်ကျွန်တော်မကြည့်ဘူးရလေဗျာပြင်းဖို့တော့ကောင်းနေသေးနောက်နေ့ကျရင်ကျွန်တော် dragon ကိုကျွန်တော်သွားတက် dragon ကျွန်တော်ဟုတ်ကနေကျွန်တော်တကယ်ချင်းနဲ့ကျွန်တော်သွားတက်သေးdragon တွေကဒီနေ့တော့ကျွန်တော်စီစဉ်လေးတော့ဒီလောက်ပါတတာနောက်နေ့မှတွေ့ကြမယ်လို့မပြောကျွန်တော်အစီပွဲရမပြီးသေးဘူးပြကျွန်တော်ဒီနောက်လေးတော့ပွဲမပြီးသေးပါဘူးပွဲရမပြီးသေးဘူးကျွန်တော်တကယ်စိတ်တူနေဆက်အများလို့โอเคနမောဆိုဒီနားလေးဒီရှေ့โอเคကျွန်တော်ဒီရက်ပစ္စည်းယူမှကျွန်တော်တိမ့်ပါဒါကြောင့်ကျွန်တော်ပစ္စည်းလေးစတင်ယူလိုက်တယ်ဘောမြောင်းနေသေးဘူးဗျဝေးလို့လေဘောရပါဘာမှမရှိဘူးဗျဒါနဲ့ကျွန်တော်လည်းအဲ့ဒါနဲ့စိတ်ပြေလဲပြောင်းနေဟိုနားရဲ့ကောင်တွေတော့ချဖို့ပဲအစီအကံနဲ့ဒီပထမဆုံးကျွန်တော်အဲ့ကောင်တွေကိုကြုတ်တာနဲ့တော့ချအိုးဝဲလာကြီးအောင်ဒီလိုပွဲကိုစောင့်နေအိုးအကြီးမှာကွာနော်ဘာဒီနေပြမကြည့်ဝဲတော့ဒါပဲဒီကြော်ဒီကောင်ကိုနှွေးလေတီးတော့မိုက်ရဗျာသူတို့ကျုပ်တက်ပြီးဗျတက်ပြီးကျုပ်တခုကျုပ်ဒီဘဟိုဘာသွားကြည့်မယ်
အဲ့ကောင်နေမတွေ့အိုးတွေ့ပြီဒီကောင်မကြီးတွေ့ပြီဒီကောင်မကြီးအောင်ဖြစ်သွားဒီကောင်ခုဘယ်နဲ့ကျွန်တော်ကြမ်းတာအိုးဟုတ်တယ်မသိတော့မသိပါပြီအဲ့ကောင်သိပါပြီကေပွဲရတော့ပြီးနေပါပြီဟိုကကောင်လေးလမ်းဖြစ်လိုက်သူ့ဘသူပြင်မတော့မသိဘူးကေရပါပြီလွယ်ပါငါတော့ဘူးကမလို့ဆယ်နှစ်ကြိုးစားလိုက်အောင်ပါကျွန်တော်ဟိုဘက်ကိုခဏသွားနေဗျအဲ့ဘက်ကိုရောက်ရင်ဒီကောင်နေကြဝင်ရှင်းမယ်ဒီကောင်မိုက်လေကျွန်တော်တူကျွေးလိုက်ရောအမသိလောင်းလို့သင်ကောင်းနေဟာဝတ်တယ်တော့မလိုက်လို့နေဟာအိုးဒီကောင်နေပေါင်းတယ်နေကျွန်တော်အိုးစင်းဘာမှမကြောက်နဲ့အဲ့ကောင်မှယူရှာမကြောက်နဲ့ဒီမှာတိုင်းကရှိတယ်အိုးငါသိရမှာဘယ်တော့ဒီကောင်နေဝင်ရှင်းရတယ်ဗျဒီကောင်နေကျဝင်ရှင်းလိုက်ရတယ်ဒီကောင်နေကျဝင်ရှင်းလိုက်ရတယ်ဒီကောင်နေရှင်းပြီးရောက်ရှင်းရမယ်ရှင်းပြီးဟိုးအကောင်လမ်းပြတီးကဲမကြည့်မွေးရတော့ပြီးသွားပါပြီတတာ